ဟာဒိုးလက်ထဲကြရင်ငါတို့သာအစိုးရပြင်အမျိုးသားဥပဒေကိုဖျက်မယ်ဆိုတဲ့ပုံကိုယ်တွေကပေါ်လာတယ်ဟုတ်လားဒါမျိုးတွေကိုဒိုးလက်ခံလို့ရပါမလက်ခံဘူးလက်မခံနိုင်ဘူးအဲ့တော့ဒီကနေ့စောစောကပြောဒီမိုကရေစီခေတ်လို့ဆိုတဲ့ခေါင်းဆောင်ကိုဘယ်သူကရွေးတယ်ပြည်သူလူထုကရွေးတယ်ရွေးတဲ့အခါမှာကိုရွေးတဲ့ခေါင်းဆောင်ကအမျိုးဘာသာသာသနာကိုချစ်မြတ်နိုးတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးဆိုလို့ရှိရင်ဒီခေါင်းဆောင်မျိုးကိုရွေးမိရင်အဲ့ဒီအမှားကြီးဟာတမိုင်းတရားကကိုဖြစ်သွားမှာပေါ့ကိုရွေးချယ်တဲ့ခေါင်းဆောင်ကြောင့်ဘာသာသာသနာပြတ်သွားရင်တရားကဘယ်သူလဲကိုပဲဖြစ်မှာဒါကြောင့်မလို့ကိုလူမျိုးကိုဘာသာကိုသာသနာကိုတန်ဖိုးထားတဲ့လူမျိုးကိုရွေးချယ်မဲပေးမှပြိတ္တရဲ့သာသနာအတွက်ရတဲ့အေးရမှာပေါ့ဟုတ်တယ်မလားဘုန်းကြီးတို့ပြောတာကဘယ်သူကိုမဲထည့်ရမယ်ဒါတွေစိတ်ကူးမရှိဘူးဒါပေမဲ့ကိုရွေးတဲ့လူဟာဘယ်လိုလူမျိုးပဲဖြစ်ရမှာလဲအမျိုးဘာသာသာသနာကိုစောင့်ရှောက်ကာကွယ်နိုင်တဲ့လူဖြစ်ဖို့တော့မလိုဘူးလားဒါကတော့ပြောသွားမှာပဲဘယ်သူပဲတက်တဲ့ဘုန်းကြီးတို့ကဒီလမ်းကြောင်းကတော့ဘယ်တော့မှနောက်ဆုတ်သွားမှာမဟုတ်ဘူးလေဟုတ်တယ်မလားတော့ပြောတဲ့နာကိုပြောမယ်ဘယ်လိုပြောရမလဲသာသနာအတွက်ပဲပြောရမယ်လူမျိုးအတွက်ပဲဘာသာအတွက်ပဲပြောရအဲ့ဒီလိုပြောတာကိုပဲဒီကနေ့မခံနိုင်ဖြစ်ပြီးတော့ဘုန်းကြီးတွေကိုဘုန်းကြီးကဘုန်းကြီးလို့မလုပ်ဘူးလို့ပြောကြတယ်နော်ဘုန်းကြီးကလူမျိုးရေးလုပ်တယ်လို့ပြောကြတယ်နီးမျိုးစုံနဲ့ဘုန်းကြီးတွေကိုဝေဖန်တယ်ဘယ်သူတွေကဝေဖန်တယ်ဗုဒ္ဓဘာသာတွေကအောက်တန်းစားဗုဒ္ဓဘာသာတွေကပြောနေကြတယ်ဗုဒ္ဓဘာသာတွေကဘာသာကြားတွေရဲ့ပေးစာကမ်းစာနဲ့ယက်တည်နေတဲ့လူတစုကဝေဖန်နေကြတယ်။ဘာကြောင့်ဝေဖန်ရဲတယ်လဲလို့မေးရင်စောစောကပြောတယ်ဖယားတရားတန်ခါရဲ့အခြေခံဒီယရနာရဲ့တန်ဖိုးကိုသူတို့နှလုံးသားထဲမှာကောင်းကောင်းမသိကြတော့ဘူး။အဲ့လိုမသိတဲ့လူတွေကဘာဖြစ်လာလဲ။ပြောရဲဆိုရဲဆဲရဲဆိုရဲဝေဖန်ရဲကြတယ်။ဖယားတရားတန်ခါယရနာသုံးပါးရဲ့တန်ဖိုးကိုကောင်းကောင်းသိမယ်။ဘာသာရေးခံယူချက်လည်းရှိတယ်။သာသနာရဲ့တန်ဖိုးတန်ခါရဲ့အနှစ်သာရကိုသိရင်ဘယ်တော့မှမစော်ကားမိဘူး။ဟုတ်တယ်မလား။အဲ့တော့ကိုယ့်ရဲ့ဘာသာရေးအားနည်းမှုဟာဘယ်လောက်ဒီအန္တရာယ်ကြီးလဲဆိုရင်ပြည့်တဲ့ရဲ့အနာဂတ်ဘဝတွေအတွက်ပါအန္တရာယ်ကြီးတတ်တယ်အဲ့တော့တန်ခါကိုပြစ်မှားတာပုဂ္ဂိုလ်နဲ့တန်ခါကိုဘုန်းကြီးတို့ကခွဲမြင်နေတာဒီကနေ့ပြစ်မှားတဲ့လူကပုဂ္ဂိုလ်နဲ့တန်ခါကိုမမြင်ကြဘူးဟိုက်တို့ပြိဿတ်ထဲမှာလည်းပဲတန်ခါဒီစောစောကပြောသလိုလူနဲ့နီးကပ်စွာနေကြအောင်တန်ခါရဲ့မဟုတ်မမှန်လုံနေတဲ့အလုပ်တွေလည်းရှိမှာပဲရဟန်းတူရဟန်းရောင်လည်းရှိမှာအဲ့တော့ဘယ်လိုမြင်ရမလဲတန်ခါတစ်ပါးဟာမကောင်းတာလုံးမိရင်အဲ့ဒီလုံးတဲ့အပြစ်ဟာသူခံရမှာပဲကိုယ်နဲ့မဆိုင်ဟုတ်တယ်မလားပုဂ္ဂိုလ်တန်ခါတစ်ပါးမကောင်းတာကိုကြည့်ပြီးတော့ဟာဒီတန်ခါတွေကဆိုတဲ့အနေထားနဲ့ပြစ်မှားလိုက်အဲ့ဒီပုဂ္ဂိုလ်တယောက်တည်းမဟုတ်တော့နောက်ကတန်ခါဒုတဲ့အကြီးကြီးသွားထိတာသွားပြီးတော့စော်ကားမိတာထယံကိုခေါင်းနဲ့တိုက်ရုံလောက်မဟုတ်တော့ဘူးကြောက်တိုင်ကြီးကိုခေါင်းနဲ့တိုက်မိရတာဖြစ်သွားတယ်ဟုတ်လား